Ke, Param Mila, Nenero, Shola, no? Tila, Papilole, Suro, Akugrika, Jodinia, Siwea, Nyasa, Naimasa, Suro, Sananai, Joala, Sanai of Chiwalamdi. Chongune, campaign to Blue Luja, Blue Time Yara, no? General Messenger, Pema, Mire, Dime, Sai La Putara, General Pidu, the Law Arcauna. ဒီလောက်တည်သူအားကောင်းတဲ့ဟာမှကျွန်တော်တို့မနိုင်စရာအကြောင်းမရှိဘူးဆိုတော့အဲ့ဒါပြောတယ်အဓိကနိုင်ငံတစ်ခုမှပြည်သူတာနေအဓိကဖြစ်ကြည့်ဝါကျွန်တော်ဘေးမှာဒါအကုန်မပြတယ်တော့ကျွန်တော်မီတော့စပန်ကောက်ရိုက်ပြီးတော့ကျွန်တော်လည်းဖြတ်ပြီးတော့ပြတာဘာလို့ privacy မှာဆိုလို့တချို့တွေကြတော့မျက်နှာပြပြီးတော့လှုပ်ရဲပြီးမယ်တချို့တွေကြတော့ပြည်တွင်းမှာရှိတဲ့သူတွေရှိတယ်တချို့ကြပြည်တွင်းနဲ့အမှလာတောင်းထားတာ SDB လာတောင်းထားတဲ့ SDB ဘန်လာတောင်းထားတယ်အမေရိကန်မှာလွှဲလို့ရှိရင်အမေရိကန်မှာဘယ်ဘန်အောင်လွှဲရမလဲပြီးဂျပန်မှာတောင်းထားတယ်ပြီးမလေးရှားတောင်းထားတယ်ပြီးကေပေးဝစ်ပေးတောင်းထားတယ်ပြီးထိုင်းဘန်တွေတောင်းထားတယ်အဲ့ဒီတောင်းထားတဲ့လူတွေအားလုံးကိုကျွန်တော်မြစ်တာရက်ခံတာကျွန်တော်တို့ဒီ campaign က2လသတ်မှတ်ထားပါတယ်2လဖြစ်တဲ့အတွက်ကျွန်တော်တို့အေးအေးဆေးဆေးလေးတွားချမယ်ငွေရရေးအတွက် campaign လုပ်တာမှန်ပေမဲ့ဒီဝင်လာတဲ့ငွေဒီကျွန်တော်တို့ဒီအလုပ်ကိုဒီကာလမှာကျွန်တော်တို့လှုပ်သွားတယ်စနစ်တကျလေးဖြစ်စေချင်တယ်ဒါပွင့်လေးပြောကျွန်တော်လည်းအတိုက်ခိုက်မခံနိုင်ဘူးအတိုက်ခိုက်ဆိုဟိုဘက်ကခွေးတွေတိုက်ခိုက်တာအာယုံမထည့်ဘူးနော်ဟိုပိုင်ရဲကိုလို့ဘာလို့ကလောင်နေတယ်တဲ့ဟာအားရရတာကွာအားရရတာအရာရှိတယ်ဘာဖြစ်လို့လဲဒီကောင်လေးလောင်ပြီဆိုတဲ့ကကိုယ်တွေလောက်တာထိလို့ဟုတ်တယ်မလားဒါကြောင့်မလို့ဟိုဘက်ကောင်လေးလောင်လာတော့အာယုံလာတော့ကျွန်တော်ပိုကြိုက်တယ်ညံ့ညံ့လောင်မစေဘာဖြစ်လို့ဒီကောင်လေးကြိုက်တဲ့လောက်ပြောအခုတမရှိတဲ့ပြည်သူတွေကငပိန်းတွေမဟုတ်ဘူးလေဗျာအခုကျွန်တော်ဘေးမှာကြည့်လိုက်အဲ့ဒါမစင်ချာမှာမကုန်သေးဘူးမှနှစ်ယောက်စာပြန်နေတာဖုန်းနှလုံးခွဲပြီးတော့နော်အဲ့တော့ဒီမှာဗန်တွေလာတောင်းထားတဲ့လူတွေရဲ့ကုညီချင်းတို့လာပြောထားတယ်ချို့ကြတော့ဘယ်ကိုလွှဲရမလဲစတဲ့ဖြစ်ပေါ့နော်အများကြီးပဲလာမိထားဒါကမ်ပိန်းမစသေးဘူးနော်ကျွန်တော်ဗီဒီယိုကျင်ညာရုံနဲ့အစ်စ်ပဲရှိသေးတယ်ကမ်ပိန်းကကျွန်တော်တို့3ရက်နေ့မှစမယ်လို့ခုနေ့ကတော့decision ချတယ်လို့ပြောရမှာပေါ့နော်မူကြမ်းတော့ချလိုက်ပြီပေါ့အဲ့ရက်ကိုဆိုတော့ကမ်ပိန်းတွေကအများကြီးရှိတယ်အဲ့ဒီတော့ကျွန်တော်တို့အခြားကမ်ပိန်းတွေကိုထိခိုက်မှစိုးရသေးတယ်နော်ကိုတက်ကြီးမြင်းချံကိုတက်ကြီးလို့ဆိုရင်9ရက်နေ့ကမ်ပိန်းစမယ်တနင်္လာရီတိုင်းရအဖွဲ့ဆိုရင်ကျွန်တော်တို့မနက်ဖြန်ပေါ့နော်မနက်ဖြန်2ရက်နေ့ပေါ့ကမ်ပိန်းစမယ်ကမ်ပိန်းရှိတယ်ကျွန်တော်ဖိတ်ထားတာပေါ့နော်ကျွန်တော်အစီအစဉ်နံပါတ်9မှာလားဆိုတော့မနက်ဖြန်ကျွန်တော်အစည်းအဝေးထပ်တက်ကမှနဲ့အမှအဲ့ဒါတွေချိန်ရအောင်မယ်ဆိုတော့ကျွန်တော်ပြောချင်တာကဒီဘန်တွေလာတောင်းတဲ့ညီကိုမောင်တို့ရဲ့အားလုံးကိုအယမ်းပဲကျေးဇူးတင်တယ်နော်ဒါတွေကကျွန်တော်တို့ရဲ့အားတွေပါနော်ကျွန်တော်ပြည်သူတလောက်တက်တက်ကြွကြွအားကောင်းတုံးမယ်လို့ကျွန်တော်မထင်ထားဘူးတော့3000အာမခံထားပေမဲ့တန်ရက်လောက်တာတော့3000လေးလေးတက်ကဥကျော်တလင်းက2500တောင်းယူထားတယ်ညီလေးဝင်ရ1000တောင်းယူထားတယ်ကျွန်တော်က1000ကျန်တဲ့ဟာတွေကတော့အားလုံးဘေးဝင်းရံတဲ့เนาะကျွန်တော်ကမ်ပိန်းမှာပါဝင်တဲ့เนาะညီကိုမောင်တို့မတွေအားလုံးဝိုင်းလို့မှာပေါ့ဆိုတော့ရှင်းပြကျွန်တော်ခက်ကြောက်ကြဖင်ချင်းနေအဲ့တော့ပြောတာအဲ့တော့အခုလိုမျိုးကမ်ပိန်းတော့မစရသေးဘူးဒီလိုတက်တက်ကြွကြွနဲ့တောက်ချောက်ဘန်တွေလာတောင်းတာကျွန်တော်မှီတော့ပြန်ပေးနေပါတယ်เนาะကျွန်တော်နားလည်ပေးပါတရက်တရက်စာမပြန်ဖြစ်ရင်ခဏလေးစောက်ပေးပါဘာလို့ဆိုကမ်ပိန်းကာလ2လသတ်မှတ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အချိန်ရပါတယ်เนาะအချိန်ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပတ်စံဝင်ရပြီးတော့ဘန်ကိုလိုက်ပြီးတော့ public မှာလည်းကျွန်တော်မချပေးဘူးလှုပ်ပြီးတော့လည်းမချပေးဘူးလွှဲမဲ့လူတွေတဦးချင်းစီကိုကျွန်တော်ဘန်ပို့ပေးမယ်ပြည်တွင်းရဆိုတဲ့ပြည်တွင်းကထိုင်းရဆိုတဲ့ထိုင်းကအမေရိကဆိုတဲ့အမေရိကဥရောပဆိုဥရောပပေါ့နော်ပြီးရင်ဒီဂျပန်တို့ကိုရီးယားတို့မလေးရှားတို့စင်ကာပူဆိုလည်းသူ့နိုင်ငံအလိုက်ဘန်ရှိတဲ့ဘန်အောင်ချပေးအကိမရှိရင်ထိုင်းမှန်ဆိုတော့ထိုင်းမှန်စသဖြင့်ကျွန်တော်တို့စနစ်တကျလေးတွားကြမယ်ဒီကိုဝင်လာတဲ့ငွေအားလုံး9ထက်10ရစအားလုံးစည်ရင်းနဲ့ဝင်အောင်ကျွန်တော်တို့တွားကြမယ်နော်မလောပါနဲ့အေးစစ်စစ်တွားမှကျွန်တော်စည်ရင်းစရာလည်းပုံမှန်လုပ်ရမယ်ကျွန်တော်တို့ရဲ့နိုင်တော့စာပြန်ပေးနေရအဲ့တော့ချက်ချင်းစာမပြန်နိုင်တဲ့လူတွေကိုကျွန်တော်ခွင့်လွှတ်ပေးပါနားလည်ပေးပါလို့မြစ်တာရက်ခံပါတယ်ဒီငွေနဲ့ငွေအားလုံးကစည်ရင်းတဲ့ကိုစနစ်တကျဖြစ်အောင်လို့ကျွန်တော်လုပ်ချင်ပါတယ်ဘာဖြစ်လို့လဲဆွဆွဲပုတ်ခတ်တိုက်ခိုက်တာတွေကိုကျွန်တော်တို့မခံနိုင်ဘူးဒါကြောင့်မို့လို့ဒါအခု Union Brother မှာဆိုရင်လည်းကျွန်တော်တို့လက်စင်ရှင်းတန်းနေရတယ်တို့တွားနေတယ်နော်လာလူတဲ့လူတဦးချင်းစီကိုနာမည်မပြနိုင်ရင်လေကိုကြိုက်တဲ့နာမည်ထည့်လို့ရတယ်ဟုတ်လားနော်ရှင်းတန်းထုတ်ချိန်ကြရင်ဒီမှာခင်ဗျားတို့လူဦးရေဘယ်လောက်လူထားတယ်ခင်ဗျားလူထားတဲ့နာမည်စင်ကိုရှာဟုတ်တယ်နော်ပြီးလို့ရှိရင်အားလုံးရတဲ့ငွေဘယ်လောက်ဒါဒီ campaign ဆိုရင်ဒါကျွန်တော်တွားလာတွေကုန်ကျစရိတ်ရှိမှာမဟုတ်ဘူးဘာမှအဲ့ဒီအတွက်ကုန်ကျစရိတ်တော်တော်နည်းမယ်နော်ဒါကြောင့်မလို့ဒီ17လပိုင်းဒီ Union Brother ကောင်းစဉ်အောက်ကဝင်လာတဲ့ငွေဒီအားလုံးကိုကျွန်တော် campaign ကိုအဲ့3000အောင်တွားမှာပါ
PSG နောက်ဝက်ထဲရဟာတော့ PSG နောက်ဝက်ကဒါရုံးအဖွဲ့နဲ့သူ့ရုံးစစ်စတန်နဲ့တွားတာဖြစ်တဲ့အတွက်ကျွန်တော်လည်းတွားကင်လို့မရဘူးဒီငွေကိုတွားထိလို့မရဘူးသူတတ်မှတ်ထားတဲ့ဒါတိုင်းတဲ့ပြည်နယ်အားလုံးကိုမဲနိုင်ပြီးတွားတဲ့အစီအစဉ်တိုင်းတွားတာဖြစ်တဲ့အတွက်သူတို့ကမ်ပိန်းအတွက်ကျွန်တော်ယူသုံးလို့မရဘူးအဲ့ဒီအတွက်ကမ်ပိန်းလေးကိုလုပ်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီကမ်ပိန်းကိုလုပ်ဖို့အတွက်လည်းထိုင်းမှာလည်းအခြားသောထောက်ဖို့ညီငယ်ညီမလေးနီးစီတို့နော်ကိုရဲတဲ့နိုင်တို့ပြီးလို့ရှိရင်စမှုပကံကစီလုံးကြီးအင်အားမျိုးဆက်တဲ့လူငန်းအဖွဲ့ခေါင်းဆောင်ကြီးလေးတို့နော်သူတို့တွေကလည်းဒီမျိုးစုံနဲ့သူတို့ဝိုင်းကူညီပေးကြမယ်လို့ပြောကြတယ်နော်အခုလိုလဲ Messenger တွေမှာဒီမှာပန်တွေတောင်းတဲ့လူတွေဒေါင်းတက်နေကြတယ်ဆိုတော့အခုအိမ်တိုင်းဒီရုံးတီအောင်လာပြီးတော့ထောက်ပံ့သွားတဲ့လူကလည်းထောက်ပံ့ထားပြီးအဲ့တော့ငွေကတော့စဝင်နေပြီအဲ့တော့ဒီလိုလောက်ဆိုရင်တော့ကျွန်တော်တို့အေးအေးဆေးဖြတ်တန်းနိုင်တယ်ထင်တယ်အဲ့တော့ကျွန်တော်တို့တွေဂတိကိုပြုထားတာကကျွန်တော်ရှီက3000ပြည့်ဝိုင်းရင်လည်းညီလေးဝေယံကိုကူမဲညီလေးဝေယံရှီက3000ပြည့်လို့ကျွန်တော်မပြည့်သေးနဲ့ကျွန်တော်ရှီကူမဲလေးလေးသက်ကူမဲစတဲ့ဖြစ်ပေါ့နော်တယောက်နဲ့တယောက်ဒါပေမဲ့ခေါင်းစဉ်ကတော့ကျွန်တော်မျှပြီးတော့ပို့ပြီးစူးစမ်းခြင်းစိတ်ဖြစ်အောင်လေးလေးတက်ကဒီစီစဉ်လေးကိုစပြောလိုက်တာပေါ့နော်သူကိုယ်တိုင်လည်းတာဝန်ခံပြီးငါဘယ်လောက်လုပ်မှာကွာဆိုတဲ့ဟာမျိုးနဲ့သူလည်းသူတာဝန်ခံပြီးလုပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေအဲ့လိုအစီအစဉ်သွားတာဖြစ်တဲ့အတွက်အေးဆေးသွားကြမယ်ဝင်လာတဲ့ငွေအားလုံးကိုကျွန်တော်စရင်းချမှတ်ထားပါမယ်တူးချင်းစီနာမည်ကိုပြီးရင်အားလုံးဘယ်လောက်ရတယ်ဆိုတော့ကျွန်တော်အခုလိုနာမည်စရင်းနဲ့တကွာကျွန်တော်ချပြပေးပါမယ် privacy ကြောင့်ကိုယ့်ရဲ့လုံခြုံရေးကြောင့်နော်ချို့ကြတော့ကိုနာမည်မဖော်ချင်တဲ့သူဆိုလေကိုကြိုက်တဲ့နာမည်နဲ့เนาะအမည်မရှိဆိုအမည်မရှိကျွန်တော်စရင်းနဲ့ကျွန်တော်တွားပေးပါမယ်အားလုံးဝင်လာတဲ့ငွေအားလုံးကိုစရင်းတွားခြင်းနဲ့အတွက်เนาะကျွန်တော် Messenger ကပဲလာပါကျွန်တော် Facebook Messenger ကအခုကျွန်တော်ဘေးမှာပြထားတဲ့အတိုင်းအင်းမင်းကိုစီရဲ့အနောက်မှာအပြာရောင်ဝင်းထဲမှာအဖြူအောင်မှန်ချစ်ကလေးရှိတယ်တချို့တွေကြတော့ blue map ကိုမတိကြဘူးအဲ့ဒါ blue map ပါ Facebook ကတရားဝင်အကောင့်အစ်စ်ကိုချပေးထားတာပါနော်ကျွန်တော်ပုံမြင်တိုင်းကျွန်တော်အကောင့်မဟုတ်ဘူးဒီ campaign နဲ့ပတ်သက်တော့ဒီ online နဲ့ပတ်သက်တာတွေအားလုံးငွေကြေးရစအားလုံးကိုဒီအကောင့်တစ်ခုတည်းရဲ့ Messenger ကပဲကျွန်တော်အလုပ်လုပ်ပါတယ်တခြားဘယ်အကောင့်တွေမှာကျွန်တော်အလုပ်လုပ်ပါဘူးအဲ့တော့ကျွန်တော်နာမည်အင်္ဂလိပ်လိုအင်းမင်းကိုရဲ့အနောက်မှာမြန်မာလိုကိုစီပါမယ်အဲ့ဘေးနားမှာအပြာရောင်ဝင်းထဲမှာအဖြူအောင်အမှန်ချစ်ကလေးပါတဲ့ကျွန်တော်ရဲ့ Facebook နော်တကယ်ဒီ official အကောင့်ကနေပဲကျွန်တော်အတုံးပြုပါတယ်အဲ့တော့ကိုကြီးထောက်ပံ့မဲ့လူတွေအားလုံးဒီအကောင့်ကပဲဆက်သွယ်ပေးပါကျွန်တော်နောက်တလက်စာတဲ့ကျွန်တော်တောင်းပန်စရာရှိသေးတယ်အဲ့ဒါကတော့အခြားတော့တိုက်ရင်တက်ဖွဲ့တွေအနေနဲ့ကျွန်တော်ခဏလေးဒီတလလောက်တော့မေတ္တာရက်ခံပါတယ်နော်မေတ္တာရက်ခံပါတယ်ဆိုတာကအားလုံးကျွန်တော်မငြင်းရဘူးဒါကြောင့်မို့လို့လိုအပ်နေတဲ့အဖွဲတွေကြီးပဲအခုဆို ARD viewer 29မှာလည်းလိုအပ်ချက်တွေရှိနေတယ်ပြီးမိုးကုတ်ဖက်တွေလည်းကျွန်တော်ဖိရမယ်ဒါကြောင့်မို့လို့မနေ့ကဗီဒီယိုဖိုင်မှာကျွန်တော်တင်တဲ့မိုးကုတ်ဖက်မှာလိုအပ်ချက်တွေရှိတယ်ကိုယ့်ကိုတိုက်ရိုက်တွားနိုင်တဲ့လူကတိုက်ရိုက်တွားဟုတ်တယ်မလားကျွန်တော်တို့ဒီ campaign မှာလည်းကျွန်တော်တို့ဒီဘက်ကယုံမယ်အားလုံးဝိုင်းလောက်ကြရင်ကျွန်တော်တို့တွေကဘယ်လိုနီးနဲ့မှရှုံးเสียအကြောင်းမရှိဘူးဗျပြည်သူဒါလင်အဓိကဆိုတာဒါကိုပြောတာနော်ကျွန်တော်တို့လှုပ်လာကိုင်တာနဲ့ပတ်သက်လို့လည်းပြောချင်တယ်မှားနေတာရှိတယ်တိန်းဆောင်နေတာရှိတယ်အားမနာပါနဲ့ပြက်ပြက်တတ်တာပုံဝင်လေးပြောပါတော်လန်ရင်းနဲ့ပတ်သက်လို့မျက်နှာမထောက်ပါနဲ့ကိုစီဘလောက်ပဲပင်မခံပြီးလုပ်နေပြီသူကပင်မခံပြီးလုပ်နေစီနေပါစေကျွန်တော်တခါပြောဘူးတယ်နော်ကျွန်တော်တိုက်ရိုက်ပြောတာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်မိတ်ဆွေတယောက်ကိုပြန်ပြောပေးတာဒီလောက်လုပ်နေတာတဲ့20%လောက်ကဘလို့ဆက်ဆက်sorry 20%နဲ့စားပိုင်ခွင့်မရှိပါဘူးဒါစီးပွားရေးမဟုတ်ဘူးမလုံနိုင်မလုံနဲ့ဘလို့မှကျွန်တော်တို့ခိုင်းထားတာမဟုတ်ဘူးနော်ဟဲ့ကိုစီမင်းဒီလောက်ကိုလောက်ပါလို့ကျွန်တော်ခိုင်းထားတာမဟုတ်ဘူးကျွန်တော်ရဲ့ခံယူချက်ကျွန်တော်ယုံကြည်ချက်နဲ့ဒီလောက်ကိုလောက်တာကျွန်တော်အများကြီးကအလူခံတာဖြစ်တဲ့အတွက်ကျွန်တော်ရှင်းနှံပြန်ထုတ်ပေးတယ်ဒါပဲကျွန်တော်ဒီထဲကနေကိုကျိုးစီးပွားအတွက်အတုံးချစရာမလိုဘူးတခုရှိတယ်အခုရိတ်ခါတွားယူမယ်ဗျာရိတ်ခါတွားပို့မယ်တောင်းမွေအခြားတစ်ခုတွားတယ်ထမင်းစားချိန်ရောက်တယ်လမ်းမှာဆင်းပြီးထမင်းစားမယ်ဒီတည်းကပတ်စံတော့စားတယ်ဒါကျွန်တော်ပွင့်လင်းပြောတာပြီးကုန်ကျစရိတ်တွားလာတယ်ဘယ်ကိုတွားတယ်ဘာကုန်ကျစရိတ်စီးရင်မှတ်တယ်ဒါကျွန်တော်လက်ရှိတော်လိုင်းမှာဖြစ်တန်းနေဆရာပဲအဓိကကဒီတော်လန်ရေးတဲ့ကနေကျွန်တော်ကိုကျိုးစီးပွားကျွန်တော်တိုးတက်ဖို့ကြီးပွားဖို့ချမ်းသာဖို့ကျွန်တော်ကိုကျိုးအတွက်ကျွန်တော်မလုပ်ဘူးလူတယောက်ကစေတနာရှိလို့ရော့ကိုစီဒါကိုစီသုံးဖို့တီးတဲ့ကိုစီကိုရေးကိုလာသုံးဖို့တီးတဲ့ပေးရင်တော့အဲ့ငွေကိုကျွန်တော်ယူပြီးကျွန်တော်ကြိုက်တာလုပ်တယ်ကျွန်တော်အရက်တောက်ရင်တောက်မယ်အဲ့ငွေနဲ့ကတော့ပါကျွန်တော်ဖာချရင်လည်းချမယ်ခက်ချင်းချင်းပြောတာနော်ကျွန်တော်စိတ်တက်တာနဲ့ကျွန်တော်ထားတယ်ဒါကြောင့်မို့လို့ဝင်လာတဲ့ငွေအားလုံးကိုလည်းစနစ်တကျလေးလှုပ်ထားတယ်ဆိုတာကျွန်တော်တို့ကိုတိုက်ခိုက်မဲ့လူကလေဟိုဘက်ရက်ကွက်ကိုကျွန်တော်ပြောသလိုအာယုံနဲ့မထည့်ကိုဘက်ချမ်းကဘာဆိုတဲ့လူတွေအများကြီးပဲဘယ်နေရာမှားမလဲဘယ်နေရာခြေလမ်းပြတ်မလဲဝေဖန်မှုမဟုတ်ဘူးနော်ဝေဖန်တာနဲ့တိုက်ခိုက်တာမတူဘူးကျွန်တော်တို့ကဝေဖန်တာကိုကြိုးစိုးတယ်ဝေဖန်တယ်ဆိုတာမင်းလုံနေတဲ့ဒီဟာတော့မှားတယ်အမှန်ကဒီလိုလောက်ရတယ်ပေါ့အဲ့ဒါဝေဖန်တာဝေဖန်တဲ့ဟာမျိုးကိုကျွန်တော်တို့ကကိုအတွက်အကျိုးရှိတယ်နော်လာပြောတဲ့လူတွေလည်းအကျိုးရှိတယ်ပတ်ဝန်းကျင်တွေလည်းအကျိုးရှိတယ်ဝေဖန်တဲ့ဟာကိုကျွန်တော်ကြိုးစိုးတယ်ဒါပေမဲ့မဟုတ်မမှန်ဆွဆွဲပုတ်ခတ်တိုက်ခိုက်တဲ့အရာမျိုးတွေကျွန်တော်တို့လက်မခံဘူးတူများလည်းကိုမလုပ်ဘူးမင်းအောင်လှိုင်ကိုဘလောက်ယုံမစေ
နော်ချီးတာငုံထွေးထွေးမင်းအောင်နိုင်ကောင်မျိုးအဲ့လောက်ယွန်းတယ်ဒါပေမဲ့လို့မင်းအောင်နိုင်မှာမရှိတဲ့အဖြစ်ကိုကျွန်တော်တို့ဆွဆွဲပုတ်ခတ်ပြီးတော့မပြောဘူးဒါကျွန်တော်တို့ရဲ့ခံယူချက်ဒါကြောင့်မလို့တို့စည်ရင်းစရာလေးတွေတိတိကျကျလှုပ်ချင်တဲ့အတွက်အေးအေးဆေးဆေးသွားကြမယ်2 လတော့အချိန်ရတာဖြစ်တဲ့အတွက်နော်ဒီကမ်ပိန်းကိုကူညီခြင်းတဲ့လူတွေအနေနဲ့เนาะအဓိကတော့6မြို့နယ်ဆိုတော့အညာဒေတာတစ်ခွင်ပေါ့เนาะအားလုံးကိုကျွန်တော်ပြောချင်တာပြည်ပြည်ဆိုင်ရာမှာရောက်နေကြတဲ့ကျွန်တော်ညီကိုမောင်တို့ကနေအနေနဲ့စုဥဆောင်ပြီးစုနိုင်တဲ့လူကစုပါကိုစီရဲ့ဒီမှာစုထားပြီးကျွန်တော်တို့ကဘယ်နိုင်ငံကမှာเนาะဘယ်လိုလောက်ကမလဲတိုက်ရင်ကိုတိုက်ရိုက်တွားလဲရတယ်ကျွန်တော်တို့ချီကလာတဲ့ရတယ်အတူတူပဲဒီကမ်ပိန်းထဲမှာအဲ့တော့ဒီဘွဲတွေပြီးလို့ရှိရင်လဲကျွန်တော်တို့အခြားတော့လိုအပ်ချက်တွေအများကြီးရှိတာဖြစ်တဲ့အတွက်အားလုံးအတင်းထားပါဒီနေရာမှာတခုတော့ကျွန်တော်တို့တော်လှန်ရေးဘက်မှာရှိတဲ့တောင်ဝင်ရှိတဲ့လူတွေကိုပြောချင်တာကကျွန်တော်တော်လှန်ရေးတရက်ဆိုတာပြည်သူကြီးကနေကျွန်တော်တို့ရှာပြီးတော့စစ်တိုက်လို့မရပါဘူးဒါလေးကိုတော့နားလည်ဖို့လိုပါတယ်ကျွန်တော်အခိုက်အတန့်လိုအပ်ချက်တွေကိုပဲပြည်သူကဖြည့်ဆည်းနိုင်ပါလိမ့်မယ်ထောက်ပံ့နိုင်ပါလိမ့်မယ်နောက်တစ်ခုရှိတာကတစ်ဖက်မှာအဖြစ်မျိုးစုံနဲ့ရက်တည်နေရတာဖြစ်တဲ့အတွက်ရှင်းရှင်းပြောရရင်တော့တော်လှန်ရေးအတွက်ရေရှည်တွားနိုင်ဖို့လူကြီးတွေအမျှော်အမြင်ရှိစွာနဲ့ခြေလမ်းတွေပြင်ဆင်ထားဖို့လည်းလိုအပ်ပါတယ်နော်အခု TNN တွေဖြစ်သွားတဲ့ပုံစံမျိုးတွေထပ်မဖြစ်ဖို့လဲကျွန်တော်မျှော်လင့်ပါတယ်ဒီတော်လှန်ရေးမှာပြောရရှိတယ်ပြပြတသားပြောပါတခုရှိတယ်ဘာမှလည်းမလုပ်ဘူးဘေးမှာလည်းထိုင်းနေတယ်လုံနေတဲ့လူတွေကိုလည်းဟို6ထိုးခံဒီ6ထိုးခံဟိုကလန့်တိုက်ဒီကလန့်တိုက်စောက်ပြက်တနာလိုက်ရှာစောက်ပြစ်ပြောလိုက်အပုတ်ချလိုက်တိုက်ခိုက်တဲ့ဟာမျိုးတွေကိုတော့ကျွန်တော်တို့တွေကပြပြတသားစန့်ကျင်ဖို့လိုအပ်ပါတယ်နော်ဒါကြောင့်မို့လို့အားရှိတယ်ဒီညအခုဟိုညက်နေပြီမဲ့ကျွန်တော်တို့အလုပ်လုပ်ကြတာအားရှိတယ်အခုညီလေးဝေရန်ဆိုလဲအာယုံကြောတွေထိနေတယ်เนาะကျွန်တော်ဆိုရဲတလို့ပဲတမညက်မဲ့ဆိုသေးတွေလူဟိုကုံတိုက်ကက်ခဲပေါင်းဆိုတော့ကိုလည်းလှုပ်ရှားရှားနဲ့ကျွန်တော်ဆိုမစော့နိုင်တာဂျင်မစော့နိုင်အောင်ကြာပြီငါကိုဆိုရင်တနေ့ကိုနိုင်ဝက်တနာကြီးလောက်ရအောင်စော့ပေးတယ်အခုဆိုရင်မစော့နိုင်တာလားနဲ့ချီနေပြီเนาะအဲ့တော့ကိုရီးယားတစ်ဖြည်းဖြည်းနဲ့အခုက20ကျော်လေးတွေဆိုတော့ဘိုက်တွေပိုင်ထွက်လာမှာဆိုလို့ဒါကြောင့်မလို့ဘိုက်တွေပိုင်ထွက်လို့မရအောင်လို့နည်းနည်းလှုပ်ဖို့ဟာတော့လုံးမဲ့အချိန်မရှိဘူးဒါပေမဲ့အခုလိုမျိုးတက်ကြွရှိတဲ့ကျွန်တော်တို့ညီကိုမောင်တို့ကပြည်သူတွေရှိတဲ့အတွက်အရန်ပဲအားရှိပါတယ်နော်ဟိုဘက်ရက်ကွက်ကလောင်ကျင်တဲ့ကောင်တွေလောင်ကြစေကုန်တည်းနော်တရားချပေးလိုက်မသိလားလောင်ကြစေကုန်တည်းလောင်ကြပါများများလောင်ကြပါအမှနော်အဲ့တော့ပြောချင်တာကဒီနေရာမှာဟိုဘက်ရက်ကွက်ကောင်တွေကငါတို့နည်းနည်းပြောချင်တယ်မင်းတို့စဉ်းစားကြပါကွာနော်အခုဒီမှာအဲ့လောက်ထဲဖို့ဖြစ်နေကြဒါငါမစင်ကြမှာအများကြီးရှိသေးတယ်နော်ဒီလူတွေကအတိတရားမရှိဘဲနဲ့ယူနေတဲ့လူတွေလားဘွဲရပညာတတ်နိုင်ငံတကာမှာလှည့်ပတ်နေတဲ့လူတွေနော်မင်းတို့ပြည်တွင်းတဲကကိုရွာလောက်ကိုမြင်တဲ့လူတွေမဟုတ်ဘူးအဲ့လူတွေတောင်ဒီလိုထည့်ပြီးဝင်းရံနေကြတယ်ဆိုရင်ဘယ်ဟာမှားလဲဘယ်ဟာမှန်လဲဆိုတော့မင်းတို့တွေစဉ်းစားပါမင်းတို့တွေလောင်ပြီးတော့အောနေကြလို့ဘယ်သူမှဘာမှမနှင်တာဘူးမင်းတို့အတွက်ပဲထိခိုက်တာနော်အဲ့တော့လောင်နေကြတဲ့ဘောမတွေကိုပြောချင်ဒါစေတနာထိုင်းပြောတော့ပါတကယ်ပြဆိုးပါသေးကျွန်တော်နော်စဉ်းစားပါအမှားမှန်လူဖြစ်လာပြီးရဲ့သားနဲ့အမှားမှန်မခွဲရတဲ့နစ်နာလို့ပြောတာဒါကြောင့်မလို့စဉ်းစားပါသူတို့ဘက်မှာဒီလောက်ဖြစ်နေတာငါတို့တော့ပြောနေတယ်ထောက်ဖို့တွေခိုးတာလို့ဘလို့ငါတို့တော့ပြောနေတာဒီလောက်ထဲမဲ့လူကြည့်ကြောင်းတက်နေတာနော်တော်လိုင်းအစပုံစံမျိုးပြန်ရောက်သူတို့ခံစားတော်လိုင်းအစဆိုရင်ပတ်စံထဲမဲ့လူတွေကျွန်တော်တို့လိုက်နေရတယ်လက်မခံနိုင်တော့လို့နော်ဒါတော်လိုင်းအစတွေကကျွန်တော်တို့ဒီလိုစည်ရင်းနဲ့ပဲကျွန်တော်လက်ခံတယ်ကျွန်တော်တို့ယူနီယံဗဟာဖို့ဝင်လာတဲ့သူဘဒုချီပဲဝင်ကိုမိုင်ကယ်ချီပဲဝင်ကျွန်တော်ချီပဲဝင်အားလုံးစည်ရင်းမှတ်ကြတယ်ကျွန်တော်ဒီပုံစံတိုင်းလာခဲ့တာဒါကြောင့်မို့လို့ပဲဒီအချိန်ကြီးရက်တည်ခဲ့တာအဲ့လိုစည်ရင်းစရာမှတ်ထားရင်ကျွန်တော်လည်းဥလောက်ဆိုရင်သူတို့ဆွဆွဲသူတို့တခိုးပြင်းဖြစ်နေလောက်ပြီဟုတ်တယ်နော်ဒါပွင့်လင်းပြောတာအဲ့တော့ကျွန်တော်ကတော့ခံရရှိတယ်ဒီတော်လှန်ရေးမှာရင်းနှီးထားရတာကျွန်တော်ဘဝကျွန်တော်အတက်ပြဘယ်နှစ်ပြင်လဲမသိဘယ်နှစ်လာလောက်ကြမသိဘယ်နှစ်ထိုင်းကနေမှမသိဟုတ်တယ်နော်နောင်ဆိုတာဝေးအဲ့တော့အဲ့လိုဟာမျိုးကိုကိုဘဝကိုအတက်ကြီးကိုရင်းပြီးတော့တတက်စာမပြောနဲ့တစ်နှစ်စာထိုင်စားရင်တော့မလောက်တဲ့ငွေဘူးတော့ရှာပေါ်မျက်ပေါက်ရင်ပေါက်သွားပါစေအဲ့ကျွန်တော်ခံအေးတသက်လုံးဘီလန်နာကြီးဖြစ်သွားမယ်ဆိုရင်တော့လူကတော့ဒါပြောလို့မရရင်ရဘူးဒါကျွန်တော်ပုံဝင်လေးလူစိတ်ကိုပြောတာဘာမဟုတ်တဲ့ငွေခင်ဗျအခုကျွန်တော်ဘတ်ငွေတက်တန်းရမယ်ဗျာတော်လိုင်းရနေကျွန်တော်ကိုချိုးချတယ်ဘတ်ငွေတက်တန်းခင်ဗျတစ်လ3ကြည့်လာကျွန်တော်တောင်းရမယ်ဘတ်ငွေတက်တန်းယူလာခဲ့ဘယ်လောက်တောင်းရမလဲဘာမှမဖြစ်တော့ပါဘူးဟုတ်တယ်မလားအဲ့လိုမဖြစ်တော့တဲ့ဟာလေးနဲ့တော့ကိုဘဝကြီးနဲ့မလဲနိုင်ဘူးဒါကျွန်တော်ပုံဝင်လေးပြောတာဟုတ်တယ်နော်အဲ့တော့ဒီတော်လှန်ရေးမှာကျွန်တော်တို့လုံနေတဲ့ကာလပတ်လုံးအကောင်းဆုံးဖြစ်တဲ့နာမည်ကိုပဲကျွန်တော်လိုချင်တယ်ဒါကြောင့်မို့လို့ကျွန်တော်စူးစမ်းတာနော်တေဝါတော်ပြုံးပြုံးလေးတေဝါရမယ်ကိုမိုင်ကယ်ပြောနည်းပေါ့ကြံပြစ်ခဲ့တဲ့ခြေရာတော်မှဘာဖြစ်ကြမလဲတိတ်ခါရှိရမယ်နော်ဒါကျွန်တော်တင်လာမဟုတ်ဘူးနော်အခုလို့ပါဝင်ကြတဲ့တဦးတယောက်ချင်းစီတိုင်းဟာကိုယ့်ရဲ့လုံဆောင်ချက်ကိုသူများမတိနေဟိုကျွန်တော်တို့ကြတော့ထောက်ဖို့လုပ်နေ private ဒီ
ဟိုနေ့မှာ public မှာတက်ပြီးတော့လုပ်နေတာဖြစ်တဲ့အတွက်လူတိကြည့်နေတယ်ဒါပေမဲ့သူတို့ထဲဝင်တဲ့လူတွေအနေနဲ့ဟိုကို900တော့ထည့်ကို1000ထည့်ဘလူးမမတည်ဒါပေမဲ့ကိုတိတယ်ဟုတ်တယ်နော်ဘောမတွေအနေနဲ့ဒီထဲမှာဆိုဥမာလာဆဲတာ2ယောက်တွေ့ဖြစ်ကျွန်တော်နော်တယောက်ကကတော့မင်းမေလိုလားဟာလေကျွန်တော်လာဆဲထားတယ်အဲ့လိုလားသူအကောင့်တူနဲ့လာဆဲတာပေါ့နော်ဒီဘောမတွေတိတဲ့အတိုင်းလာဆဲပေမဲ့မင်းကိုသူများမတိရင်ကိုတော့တိတယ်အဲ့တော့ကိုကောင်းတာလုပ်လဲကိုတိတယ်ကိုဆိုးတာလုပ်လဲကိုတိတယ်ဟုတ်တယ်နော်အဲ့တော့ကိုယ့်ရဲ့တန်ဖိုးကိုမတိနိုင်ဘူးလားငါကောင်းတာပဲလုပ်ထားမယ်ဆိုရင်ငါတန်ဖိုးငါမဟုတ်တာမဟုတ်တော့မိုက်တယ်ကွာနေရထိုင်ရလားပေါ့မနေဘူးလားကိုမဟုတ်တာလုပ်ထားရင်ကိုယုံကြည်ရဲသေးလားအဲ့ဒါပဲအဲ့ကျွန်တော်တို့ခံယူချက်ကတော်လှန်ရေးမှာအဲ့ဒီခံယူချက်ကိုခံယူပြီးလုပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေစက်ကြိုးစားမယ်နော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဟိုဟာဘန်တွေကိုတဖြည်းဖြည်းနဲ့ချနေပါတယ်နော်ချပေးနိုင်တဲ့လူတွေကိုဘန်တွေချပေးနိုင်မယ်ကမ်ပိန်းဖွင့်ပွဲရတော့3ရက်နေ့လို့လောလောဆယ်တော့အကြမ်းမြင့်တတ်မှတ်ထားတယ်မနေ့ကကျွန်တော်အစည်းအဝေးထပ်ထိုင်ရအောင်မယ်ပြီးလို့ရှိရင်ကျွန်တော်တရားဝင်ကြီးညာပါမယ်ကမ်ပိန်းအားလုံးကိုလည်းဖိတ်ပါမယ်နော်ကမ်ပိန်းဖွင့်ပွဲလေးမှာလည်းကျွန်တော်တို့မီဒီယာတွေကနေညီလေးဝင်ရန်ကမီဒီယာဘိုင်းကိုတောင်းဝင်ယူပြီးတော့ထိတ်ဆက်ပြီးတော့မီဒီယာတွေကနေလွှင့်မှာဖြစ်တဲ့အတွက်အဲ့ဒီညမှာလည်းအားလုံးကိုကြည့်ရှုစောင့်မျှော်အားပေးကြပါဝိုင်းပြီးတော့အဲ့ဒီကမ်ပိန်းဖွင့်ပွဲလေးမှာလည်းဝိုင်း share တဲ့လူက share ပို့ပြန်တင်တဲ့လူကတင်ပြီးတော့ပါဝင်ဝင်ရနိုင်ပါလေပတ်စံထဲမှာမဟုတ်ပါဘူးเนาะအဲ့တော့လေးလေးတက်ဥကျော်တလင်းလေးတက်ဒီကမ်ပိန်းနဲ့ပတ်သက်လို့လှုပ်ရှားတဲ့ဟာတွေကိုလည်းကျွန်တော်တို့ပို့တယ် share မယ်ပြန်တင်မယ်ညီလေးဝင်ရလုံနေတွေ့တာညီလေးဝင်ရလည်းဝိုင်းရကြမယ်အခုကျွန်တော်ဆိုလည်းကျွန်တော်လုပ်တဲ့ပို့တွေဝင်းရကြမယ်ဆိုရင်ဒါပတ်စံထဲမှာမဟုတ်ဘူးဗျကိုကပတ်စံမထည့်မင်းနဲ့လည်းဒါမျိုးလုပ်လိုက်မယ်ဆိုရင်ကို share လိုက်တဲ့ပို့လေးကိုကိုဖရန်နဲ့တယောက်ကတွေ့သွားလို့ဝင်းရနိုင်မယ်ဆိုတော့ဒါအားတစ်ခုပဲအများကြီးပဲကျွန်တော်လုပ်လို့ရတဲ့နီးလန်းနေเนาะအဲ့တော့ဝမ်းလာတယ်ကျွန်တော်အကောင့်ပြောတာဒီလောက်တက်ကြွမယ်လို့ပြည်သူတွေမထင်ထားဘူးကျွန်တော်เนาะကျွန်တော်ရဲ့ညံ့ရှင်းမှုပေါ့เนาะအဲ့တော့ဟိုဒီလောက်တွေးနေမတိဘူးလေကိုကဘောမတွေပဲတင်းတင်းဆဲနေရတော့ဟုတ်တယ်မလားအဲ့တော့ fighting ရှစ်ဆက်မယ်ဘောမတွေမလောင်နဲ့เนาะတိတ်နေ